ဒီနေ့ကတော့ကျွန်တော်ဒနုံကွင်းမှာပေါ့နော်ပင်ပွေးတော့ကမှာဖြစ်ပါတယ်ဆိုတော့သွားတော့မယ်ဒီပေါ့နော်ကျွန်တော်တင်ရတော့ဘုံတော့ကမှာဖြစ်ပါတယ်ဒနုံကွင်းမှာ let's go ဒနုံကျော်လေးလာမှာဖြစ်ပါတယ်ကွင်းရောက်တော့မှာပါကွင်းတော့ရောက်ပါပြီနေရတော့တအားပူကြက်တောက်နေရပဲဘယ်သူမှမရောက်သေးပါဘူးဘယ်သူမှမရောက်သေးလို့ကြံရင်တော့တောက်ပါတယ်ခိုးဆိုရင်တင်သားတွေရောက်လာတော့ဒီပိုလေးချင်းခါနေလောက်တယ်ကြာတော့ပွဲမစားခင်မှာပေါ့နော်မာစကားလေးတွေမှာနှုတ်လေးတွေဆက်ပေးပါစာကန်တော့မှာပဲစပါပြီပွဲရတော့ရလက်တော့မပြောပြတော့ပါဘူးခေါ်တော့ပြန်ပါပြီကျွန်တော်တို့ဒီနေ့ပွဲမှာပေါ့နော်အကောင်းဆုံးကစားခဲ့တယ်ရှုံးခဲ့ပါတယ်လို့